ကျဉ်းထောင်ထဲမှာအကျဉ်းသားပကက်ကိုဘုံတော်ကြီးတစ်ပါးလာရောက်တွေ့ဆုံပါတယ်။မကြခင်နိုင်အနေငယ်အတွင်းတေတံခံရမယ်လို့တယောက်ဖြစ်ပေမဲ့ဘက်ကကအရင်တည်ငြိမ်နေတဲ့အတွက်ဘုံတော်ကြီးကအံ့အားသင့်သွားပါတယ်။ဒါကြောင့်ဒီအချိန်ဟာသူ့အတွက်နောက်ဆုံးအခွင့်အရေးဖြစ်နိုင်ပြီးတေချာစွာစကားပြောနိုင်မဲ့အချိန်လည်းဖြစ်နိုင်တယ်လို့ပြောပါတယ်။အဲ့ဒါနဲ့ဘက်ကသူ့ဘဝဇလန်ကိုပြောပြဖို့တဘောတူလိုက်ပါတယ်။ဇလန်ကသူ့မိခင်မယ်ရီမှစတင်ထားပါတယ်။မယ်ရီကလောင်အိုက်စလန်မှာရှိတဲ့ Red Follow မိသားစုကဖြစ်ပြီးအလိုချမ်းသာတဲ့မိသားစုတစ်စုဖြစ်ပါတယ်။သူမဟာဒေါ်လာ19ဘီလီယံတန်ဖိုးရှိတဲ့ဥစ္စာပစ္စည်းတွေကိုအမွေခံရမဲ့သူပါ။အသက်18နှစ်အရွယ်မှာမယ်ရီကပါတီတစ်ခုမှတာမန် TY အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ဘကက်ရဲ့အဖေကိုတွေ့ခဲ့ပါတယ်။သူမကချက်ချင်းပဲရှင်းမိသွားပြီးနှစ်ယောက်လုံးလှုပ်ဝက်စွာဆက်ဆံရေးတစ်ခုစတင်ခဲ့ပါတယ်။ဒါပေမဲ့အချိန်မကြာခင်မှာမယ်ရီကကိုဝင်ရှိသွားပါတယ်။သူမကိုမိသားစုအချက်တဝဲဖြစ်သူလို့မြင်တဲ့အတွက်သူမအဖေကရွေးချယ်စရာနှစ်ခုပေးပါတယ်။ကိုဝင်ကိုဖျက်ချပြစ်မလားဒါမှမဟုတ်အိမ်ကနေထွက်သွားမလားဆိုတာပါ။သူမကသူကလေးကိုမစွတ်လွတ်နိုင်တဲ့အတွက်မယ်ရီက New Jersey ရဲ့တာမန်လူနေအိမ်နယ်မြေတစ်ခုကိုပြောင်းရွှေ့သွားပါတယ်။ဘက်ကကိုမွေးဖွားတဲ့အချိန်မှာတော့သူ့အဖေကကလေးကိုမြင်တာနဲ့တည်းရုတ်တရက်အသက်ရှူလမ်းကြောင်းပိတ်ဆို့မှုဖြစ်ပြီးဆေးရုံထဲမှာပဲတိတ်ဆုံးသွားပါတယ်။ဒါကြောင့်မယ်ရီဟာတဦးတည်းမိခင်ဖြစ်လာပြီးမော်တော်ယာဉ်မှတ်ပုံတင်ဌာနမှာစရေးအဖြစ်အလုပ်လုပ်ရပါတယ်။နေတိုင်းမယ်ရီကဘက်ကကိုပြောလေးရှိတာကသူမဟာအိမ်ကနေထွက်ခွာရတာဖြစ်ပြီးအမွေကိုတော့မဆုံးချုံသေးဘူးလို့ပါ။ Red Follow မိသားစုရဲ့အမျက်ကြီးမားတဲ့ဥစ္စာပစ္စည်းတွေကမိသားစုထဲမှာအသက်အကြီးဆုံးနောက်တစ်ယောက်စီဆက်လက်လွှဲပြောင်းတော့မှာဖြစ်ပါတယ်။ဘက်ကကမိသားစုထဲမှာအငယ်ဆုံးဖြစ်တဲ့အတွက်ဘက်ကမိသားစုထဲကအခြားလူတွေအားလုံးတိတ်ဆုံးပြီးမှတော့သူ့အမွေကိုရချိနိုင်မဲ့သူဖြစ်လာပါတယ်။ငွေကြေးအခက်ခဲတွေရှိနေတော့လေမယ်ရီကဘက်ကကိုယဉ်ကျေးမှုအတန်းအစားနေထိုင်ပုံစံတွေကိုကောင်းကောင်းတင်ပေးပါတယ်။ဘက်ကပီယာနိုတီးတက်လာပြီးလက်တနက်ပြစ်လဲတင်ယူတတ်ပါတယ်။ကလေးဘဝကလေးကတော့သူကဝစ်စုံဝေးပြီးတရက်စွာနေတတ်ပါတယ်။လက်တနက်ပြစ်တင်တဲ့တစ်ခုမှဘက်ကဂျူလီယာဆိုတဲ့မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးချက်ချင်းပဲချစ်မိသွားပါတယ်။ဂျူလီယာကလည်းချမ်းသာတဲ့မိသားစုကဖြစ်ပြီးဘက်ကကိုအလဲလက်တန်းစားလူဆိုတဲ့အထင်မကြီးပါဘူး။ဒါကြောင့်ဘက်ကသူမကိုတနေ့မှသူ့မှာအလွန်များတဲ့အမွေတစ်ခုရလာမယ်လို့တေချာပြောပါတယ်။ဒီလိုနဲ့နှစ်ယောက်လုံးမိတ်ဆွေတွေဖြစ်လာပြီးဂျူလီယာကဘက်ကရဲ့ပီယနိုပြိုင်ပွဲကိုလည်းတွားရောက်ကြည့်ရှုခဲ့ပါတယ်။မိပြစ်သွားတဲ့အချိန်မှာတော့ဂျူလီယာကဘက်ကရဲ့လက်ကိုကင်ပြီးသူ့ကိုနန်းအောင်နန်းလိုက်ပါတယ်။ဒါပေမဲ့မီးပြန်လင်းလာတဲ့အချိန်မှာတော့ချက်ချင်းပဲသူမကထွက်ခွာသွားပါတယ်။ဘက်ကအဲ့ဒီအချိန်မှာတော့မှခလေးတစ်ယောက်သာဖြစ်နေစေဖြစ်ပါတယ်။မယ်ရီကယောဂလက္ခဏာတွေကိုလစ်လူရှုနေရကနေနောက်ဆုံးတော့အလွန်ပြင်းထန်စွာနာမကျန်းဖြစ်ပြီးဆေးရုံတင်လိုက်ရပါတယ်။ဘက်ကသူ့မိသားစုကကူညီပေးမယ်လို့မျှော်လင့်ပေမဲ့တယောက်မှမလာကြလို့ဖုန်းတော်မဆက်ကြပါဘူး။မယ်ရီကသူ့သားကိုမင်းကဒီထက်ကောင်းတဲ့ဘဝကိုထိုက်တန်တယ်လို့ပြောပြီးသူ့ဘဝကိုလက်မလွတ်ပဲဆက်ကြိုးစားမယ်လို့ကတိပေးခိုင်းပါတယ်။သူမမတည်ဆုံးခင်မှာနောက်ဆုံးတောင်းဆိုချက်ကတော့မိသားစုတင်းကျပ်ပြင်မှာညှို့နှံပေးဖို့ပါပဲ။ဒါပေမဲ့မိသားစုဘက်ကတုံ့ပြန်မှုမရှိတဲ့ဖြစ်သူမကိုတာမန်တင်းကျပ်တစ်ခုမှပဲညှို့နှံလိုက်ရပါတယ်။ဘက်ကသူ့အမေကိုညှို့နှံနေစဉ်သူမရဲ့စပင်တချောင်းကိုကင်ထားပြီးတနေ့တော့မိသားစုထဲမှာကိုယ့်နေရာကိုပြန်တောင်းမယ်လို့ခရီးတစ္ဆာပြုလိုက်ပါတယ်။နောက်နေ့မှာတော့ဘက်က Red Follow မိသားစုအင်ဂျီကိုတွားပြီးတခါခောက်လိုက်ပါတယ်။ဒါပေမဲ့အိမ်ကနေထွက်လာတာကတော့ဘန်နာတယောက်ဖြစ်ပြီးသူ့ကိုပေးလိုက်တဲ့စာတစ်စောင်မှာဖြစ်ပါတယ်။အဲဒီစာထဲမှာတော့သူတို့ကသူ့ကိုမကူညီနိုင်ဘူးလို့အေးအေးဆေးဆေးနဲ့ရက်ဆက်စွာရေးထားပြီးလက်မှတ်တောင်မထိုးထားပါဘူး။အဲ့ဒီနောက်ဘက်ကကလေးထိတ်စနစ်ထဲမှာအချိန်ကြာနေခဲ့ရပြီးဂျူလီယာနဲ့လည်းအဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။အရွယ်ရောက်လာတဲ့အခါမှာဘက်ကဝစ်စုံရောင်တူအဖြစ်အလုံးလုံးနေပါတယ်။သူက Red Follow မိသားစုကိုအဝေးကနေစောင့်ကြည့်နေတော့လေတရားမှမသေးသေးပါဘူး။တနေ့မှာတော့ဘက်ကဝစ်စုံဆိုင်ထဲမှာဂျူလီယာကိုပြန်တွင်းလိုက်ရပြီးအရန်အားတင်သွားပါတယ်။ဂျူလီယာကရခိုင်အတိုင်းပဲချမ်းသာနေပြီးကဘာတလွှာလှည့်လည်သွားလာနေသူဖြစ်ပါတယ်။ဘက်ကသူမကိုရှိန်တွေးဖို့ကြိုးစားပေမဲ့ဂျူလီယာကအခုတော့မင်္ဂလာဆောင်မှုစီစဉ်ထားပြီးစိတ်ဆက်ထားတဲ့သူရှိနေပြီလို့ပြောလိုက်ပါတယ်။တော့ခွာတော့ကနေမှဂျူလီယာက Red Follow အမွေကဘာဖြစ်သွားလဲလို့မေးပါတယ်။ဘက်ကတနေ့တော့ငါရမှာပါလို့ပြန်ပြောလိုက်တဲ့အခါဂျူလီယာကသူတို့အားလုံးကိုတက်ပြီးပြီဆိုရင်ဖုန်းဆက်လိုက်ပါလို့ပြောပြီးထွက်သွားပါတယ်။နောက်ပိုင်းမှာအိန္ဒိယရောက်တဲ့ချိန်မှာဘက်ကအိမ်မှာမယ်ရီရဲ့စပင်ထည့်ထားတဲ့လော့ကတ်ကိုကြည့်ပြီးသူကလေးကိုပြန်နေတတိယလာပါတယ်။သူရှိမှ Red Follow မိသားစုဝင်9ယောက်ရှိနေသေးတာကြောင့်အခုကတော့တခုခုလုပ်ဖို့အချိန်ရောက်လာပြီလို့တွေးမိပါတယ်။ပထမဆုံးသူကတော့တေလာဖြစ်ပြီးမိသားစုရဲ့ဘဏ္ဍာရေးကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ broker တယောက်ပါဘက်ကတေလာကိုလွယ်လွယ်ကူကူရှာတွေ့နိုင်ခဲ့ပါတယ်ဘာလို့လဲဆိုတော့သူကအမြဲလိုဘဏ္ဍာရေးနယ်မြေကဘားတွေမှာတွာလာနေတတ်လို့ပါဒါပေမဲ့သူ့ကိုတတ်မယ်ဆိုတာကအရန်လွန်တဲ့အသွေးဖြစ်တယ်လို့ဘက်ကတဘောပေါက်လာပြီးအဲ့ဒီအကြံကိုလက်လွတ်လိုက်ပါတယ်
နောက်နေ့မှာတော့ဘကက်ရဲ့အလုပ်ရှင်ကသူ့ကိုအလုပ်နေရာပြောင်းရွှေ့မယ်လို့ကြေညာလိုက်ပါတယ်ဝစ်ဆောင်ရောင်းသူအလုပ်ကိုတော့သူ့သားကိုပေးမယ်လို့ပြောပါတယ်ဘကက်ကကိုတော်မှအလုပ်မလုပ်ရှင်တာကြောင့်နောက်ဆုံးမှာတော့အလုပ်ကိုလုံးဝဆုံးရှုံးသွားပါတယ်ဘက်ကကအိမ်မှာမယ်ရီရဲ့သပင်ထည့်ထားတဲ့လောက်ကကိုကြည့်ပြီးသူကတိကိုပြန်လည်တတိယလာပါတယ်သူ့ရှင်မှာ red follow မိသားစုဝင်9ယောက်ရှိနေတဲ့တာကြောင့်အခုကတော့တခုခုလုပ်ဖို့အချိန်ရောက်လာပြီလို့တွေးမိပါတယ်ပထမဆုံးသူကတော့တေလာဖြစ်ပြီးမိသားစုရဲ့ဘန်နာရေးကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ broker တယောက်ပါဘက်ကတေလာကိုလွယ်လွယ်ကူကူရှာတွေ့နိုင်ခဲ့ပါတယ်ဘာလို့လဲဆိုတော့သူကအမြဲလိုဘန်နာရေးနေမြေကဘားတွေမှာတွာလာနေတဲ့လို့ပါဒါပေမဲ့သူ့ကိုတတ်မယ်ဆိုတာကအရန်လွန်ခဲ့တဲ့အသွေးဖြစ်တယ်လို့ဘက်ကသဘောပေါက်လာပြီးအဲ့ဒီအကြံကိုလက်လွတ်လိုက်ပါတယ်နောက်နေ့မှာတော့ဘကက်ရဲ့အလုပ်ရှင်ကသူ့ကိုအလုပ်နေရာပြောင်းရွှေ့မယ်လို့ကြေညာပါတယ်ဝစ်ဆောင်ရောင်းသူအလုပ်ကိုသူ့သားကိုပေးမယ်လို့ပြောပါတယ်ဘကက်ကကိုတော်မှအလုံးမလုပ်ရှင်တာကြောင့်နောက်ဆုံးမှာတော့အလုံးမှထွက်လိုက်ပါတယ်ဒီဖြစ်ရဲ့ကြောင့်ဘကက်ရဲ့အသွေးစိတ်ထဲမှာတခုခုတကယ်ပဲကွဲထွက်သွားလို့ဖြစ်လာပါတယ်တစ်ချိန်အကြာမှာတော့တေလာကပါရီတစ်ခုကိုဟယ်လီကော်ပတာနဲ့ရောက်လာပြီးအဲ့ဒါတွေကိုဒေါ်လာတွေပြစ်ချကရေကူးခန်းတွေကိုခုံချလိုက်ပါတယ်ပါရီရဲ့တကားတွေကပွင့်နေတဲ့အတွက်ဗရက်ကလွယ်လွယ်ကူကူဝင်ရောက်နိုင်ခဲ့ပါတယ်တေလာကဂျက်စကီနဲ့ရေပြင်ကိုဖြတ်ပြီးဟက်တစင်းစီကိုသွားတော့ကိုကြည့်ပြီးဘက်ကကအကျဉ်တစ်ခုရလာပါတယ်သူလည်းဂျက်စကီတစည်းကိုယူပြီးဟက်ပေါ်ကိုလိုက်သွားပါတယ်အဲ့ဒီမှာတေလာကသူ့ကိုဝင်နေတရားလို့ထင်နေပါတယ်ဟက်ပေါ်မှာအခြားလူတယောက်မှမရှိဘူးဆိုတာတေချာအောင်စစ်ဆေးပြီးနောက်ဘက်ကကတေလာအိပ်ပျော်သွားတဲ့အချိန်ကိုစောင့်နေပါတယ်ထို့နောက်သူ့ခြေချင်းနာကိုလေအန်ခါနဲ့ချိန်လိုက်ပါတယ်တစက္ကန့်ကသွားလာမနေပဲစဉ်းစားပြီးနောက်ဘက်ကကအန်ခါကိုရေထဲကိုပစ်ချလိုက်ပါတယ်အဲ့ဒီအချိန်မှာဘက်ကကဒီအခွင့်အရေးကိုဝန်တာအားရလက်ခံလိုက်ပါတယ်နောက်လာမဲ့အပတ်အနေငယ်အတွင်းမှာတော့ဘက်ကဘန်နာရေးရုံးတစ်ခုရဲ့ချုံထွေးတဲ့ဘဝနဲ့ချမ်းသာသူတွေဘယ်လိုငွေရှာကြလဲဆိုတာကိုသိယူလာပါတယ်အတော်များတဲ့စကလုံးအတစ်တွေအချက်လက်တွေကိုလေ့လာရပြီးဒီအသိပညာတွေကနောက်ပိုင်းမှာသူ့ကိုယ်ပိုင်အမွေကြီးကိုစီမံခန့်ခွဲဖို့အထောက်အကူဖြစ်မယ်လို့သူသဘောပေါက်လာပါတယ်။တညမှာတော့ဘက်ကဂျူလီယာစီကဖုန်းလာကြောင်းအံ့အားသင့်တော့ပါတယ်။ဂျူလီယာကသူမရဲ့ဟန်နီမွန်းခရီးကနေပြန်ရောက်လာပြီးနောက်ဆုံးတွေ့ခဲ့တဲ့အချိန်ကိုတတိယနေပါတယ်။သူမကဘက်ကကိုထပ်မံချိန်ပေးဖို့စူးစမ်းကြည့်ပါလားလို့ပြောပါတယ်။ဘက်ကချက်ချင်းပဲချင်းဆိုလိုက်ပြီးမှဂျူလီယာကထပ်ပြီးညင်းပယ်လိုက်ပါတယ်။ဒါပေမဲ့နောက်တစ်ချိန်တယောက်နဲ့တယောက်ထပ်တွေ့ရမယ်လို့တော့မျှော်လင့်နေပါတယ်။နောက်တစ်ယောက်ဖြစ်တဲ့ပြစ်မှတ်ကတော့ note ဖြစ်ပြီးသူကအနုပညာရှင်တစ်ယောက်ဖြစ်ကသူ့ရဲ့အလုပ်တွေကို blog မှာရေးသားပြီးနေ့စဉ်ဘဝကိုကုံဆုံးနေပါတယ်။ဘက်ကဟာဗီဒီယိုတွေကိုကြည့်ရင် Noah ဟာအနုပညာကြောင့်ဘာမှနဲ့ဆက်မသိတာကိုတတိထားမိတော့ပါတယ်။ Noah ကသူ့မိသားစုစီကပတ်စံအလုံးလောက်ရှိလို့တာအနုပညာရှင်ဆိုတဲ့ဂုဏ်ပုတ်ကိုခံယူထားနိုင်တာပါ။ညနေခင်းတစ်ခုမှာတော့ဘက်က Noah ရဲ့အနုပညာပြပွဲကိုတွားပြီးသူ့ရဲ့ break တဲ့အကြီးစားဖြစ်ဟန်ဆောင်ကရှင်းကပ်ခဲ့ပါတယ်။နိုဟာကဘက်ကရဲ့ဟန်ဆောင်မှုကိုအဟုတ်မှတ်ပြီးယုံကြည်သွားတဲ့အခါမှာတော့ဘက်ကသူတို့နှစ်ယောက်ဟာဝမ်းကွဲညီအကိုတွေဖြစ်ကြောင်းပြောပြလိုက်ပါတယ်။နိုဟာကပြပွဲခွဲမှာထဲမှာအမှုပညာနဲ့ပတ်သက်တဲ့အတိတ်ကမကြည့်တဲ့စကားလုံးတွေကိုတူတူပြောရင်ဓာတ်ပုံတွေ6ရက်နေစင်မှာပဲဘက်ကပြောပြတဲ့အကြောင်းအရာကိုနားထောင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ပြပွဲပြီးတဲ့နောက်မှာတော့နိုဟာကဘက်ကကိုသူ့ရဲ့တိုက်ခန်းစီခေါ်သွားပြီးအလုံးလုံးတဲ့ဝါချော့ကိုလိုက်ပြပါတယ်။အဲ့ဒီမှာဘက်ကဟာနိုဟာရဲ့နှုတ်ဝက်ရေးစားဖြစ်သူ Rose နဲ့တွေ့ခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာညစာအတူစားရင်စကားပြောကြရမှာတော့သူတို့အချင်းချင်းဝါရဏနဲ့စရိုက်ချင်းတော်တော်များများတူညီနေတာကိုတွေ့ရှိခဲ့ရပြီးခင်မင်ရင်းနှီးသွားကြပါတော့တယ်။ဘက်ကပြန်တဲ့အချိန်မှာတော့ Rose ကသူတို့ဂျာလာရီနဲ့မှကျင်းပမဲ့ညစာစားပွဲကိုလာဖို့ဖိတ်ကြားခဲ့ပါတယ်။ဂျာလာရီနဲ့ရောက်တဲ့အခါမှာတော့ဘက်ကနဲ့ Ruru ဟာညစာစားနေရင်တယောက်ကိုတယောက်အကြည့်ချင်းဆုံနေမိပါတယ်။လူတွေအားလုံးစကားကောင်းနေချိန်မှာတော့ဘက်ကဟာအိမ်သာသွားချင်အောင်ဆောင်ပြီးဖက်လာခဲ့ပြီးမှတကယ်တော့သူဟာနိုအာရဲ့အလုံခန်းထဲကိုခိုးဝင်သွားခဲ့တာပါ။သူဟာအခန်းထဲမှာကျူတင်ဖုံးခွဲထားတဲ့တက်ချီရဲသုံးပစ္စည်းတွေနဲ့ဓာတ်ပုံဆေးတဲ့နေရာမှာသုံးတဲ့ဓာတ်ရုပ်ဆေးရည်တွေကိုရောနှောပစ်လိုက်ပါတယ်။ဒါဟာနိုဟာဆေးရည်တွေဆက်နေရင်မတော်တဆမှုဖြစ်သွားတယ်လို့မျိုးထင်ထင်မှားဖြစ်အောင်လုပ်လိုက်တာပါ။ဒါလည်းမကလေးပဲသူဟာမီဒီကိုရိုက်ခွဲလိုက်ပြီးကျန်းပြင်ပေါ်ကိုလည်းစီကရက်တလေးပစ်ချထားခဲ့ပါတယ်။ဘက်ကအင်တာထဲမှာအကြာကြီးပြောင်းနေတာကိုနိုအာတတိထားမိသွားပြီးသူ့နောက်ကိုလိုက်ရှာဖို့ထွက်လာခဲ့ပါတော့တယ်။နိုအာဟာအခန်းထဲကထွက်လာတဲ့ဘက်ကကိုအမိအရာတွေ့သွားပါတယ်။ဒါပေမဲ့ဘက်ကပြပွဲတုန်းကဓာတ်ပုံတစ်ပုံကိုပြန်ချနေတာပါလို့ဟန်ဆောင်ပြောဆိုလိုက်တဲ့အခါနိုအာကအရန်ဝတ်သွားပြီးအဲ့ဒီဓာတ်ပုံမှာသူ့ရဲ့လက်မှတ်ကိုတောင်ရေးထိုးပေးခဲ့ပါတယ်။ညစာစားပွဲပြီးလို့အားလုံးလူချင်းခွဲတဲ့အချိန်မှာတော့ဘက်ကဟာနိုအာလက်မှတ်ထိုးပေးလိုက်တဲ့ဓာတ်ပုံကိုအမိုက်ပုံနဲ့လွှမ်းပစ်လိုက်ပါတယ်။သူဟာထောင်းတဲ့နေရာမှာပုံဆောင်နေပြီးRoof နဲ့တွေ့တဲ့အခါမှာတော့သူတို့နှစ်ယောက်ဟာအနံ့ရွှေခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲနိုအာဟာသူ့ရဲ့အလုပ်ခန်းထဲကိုဝင်သွားပြီးမိခလုတ်ကိုဖွင့်လိုက်ပါတယ်
ကျိုးနေတဲ့မီဒီကနေထွက်လာတဲ့မီးပွားဟာဘက်ကက်စီစဉ်ထားတဲ့ဓာတုဆေးရည်တွေနဲ့တက်ပြူပြီးပေါက်ကွဲမှုဖြစ်ကနိုအာတရားအဲ့ဒီနေရာမှာတင်ပွဲချင်းပြီးတည်ဆုံထားခဲ့ပါတယ်။နိုအာရဲ့ဇာပရာနေ့မှာတော့ FBI agent 2 ယောက်ကဘက်ကက်ကိုချင်းကပ်လာပြီးစစ်ဆေးမေးမြန်းဖို့အတွက်ဘာတစ်ခုကိုခေါ်သွားကြပါတယ်။ဘက်ကက်ကသူတို့နှစ်ယောက်ကိုမေရီအကြောင်းပြောပြလိုက်ပြီးသူဟာအမွေတွေစက္ကန့်ဝေးရပါမလားဆိုတာကိုမသိချလိုမျိုးဟန်ဆောင်ပြောဆိုခဲ့ပါတယ်။ FBI agent တွေကမိသားစုဝင်200စတိုက်တိတ်ဆုံးသွားတဲ့အခါ FBI မှာလှုပ်ဆောင်ရမယ့်လုပ်ထုံးလုပ်နည်းအချို့ချိတာကြောင့်အခုလောလောဆယ်မှာတော့ကြိုတင်တတိထားတဲ့အနေနဲ့စစ်ဆေးနေတာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။တေလာတိတ်ဆုံးပြီး10 လအကြာမှာတော့ဝါရစ်ဝတ်တန်ဘက်ကက်ရဲ့ပထမဆုံးဖောက်တဲ့ရရှိမှုကိုကွန်ပျူတာအနေနဲ့လုပ်ငန်းခွင်မှာတော့ကြော်ပွဲလေးတစ်ခုပြုလုပ်ခဲ့ပါတယ်။ဘက်ကက်ရဲ့တည်ယူမှုမျက်စံပုံကိုဝါရင်ကတဘောကျပြီးသူ့အတွက်တီးတက်ရုံခံတစ်ခုထောင်ပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဂျူလီယာကဘက်ကက်စီကိုမထင်မှတ်ပဲရောက်လာပါတယ်။သူမရဲ့ခင်မုန်းဖြစ်သူမှာတက်ဆက်ပြက်လက်နေလို့ချင်းငွေလိုချင်တယ်လို့အကြောင်းပြပေမဲ့ဘက်ကက်ကတော့သူမရဲ့မျက်စိပြအမွေအရာတွေကိုတတိထားမိနေပါတယ်။ဒါပေမဲ့ဘက်ကက်ကရုစ်ကိုပဲစိတ်ရောက်နေတာကြောင့်ဂျူလီယာရဲ့အကွက်တွေကိုလိုက်ပကစားပေးခဲ့ပါဘူး။ဂျူလီယာဟာဘက်ကက်ရဲ့အေးဆက်ဆက်တုံ့ပြန်မှုကိုမကြိုက်တာကြောင့်ပြန်ဖို့ပြင်ပါတယ်။ဒါပေမဲ့မပြတ်ခင်မှာပဲသူမကတိတ်ဆုံးမှုနှစ်ခုအကြောင်းကိုထည့်ပြောထားပြီးနောက်ထပ်ဘယ်သူဖြစ်မလဲဆိုတာကိုတိကျအောင်ဆောင်ကမေးကိုထုတ်သွားခဲ့ပါတယ်။ဒီအချိန်နဲ့မှဘက်ကက်အနေနဲ့သူ့ရဲ့အစီအစဉ်တွေပုံမိုရှင်ပေးလာမလားဆိုတာကိုစောင့်ကြည့်ရတော့မှာပါဂျူလီယာကဘက်ကက်အနေနဲ့ဒီကိစ္စကနေအမျက်အစွန်းအကြီးအကျယ်ရလိမ့်မယ်လို့လည်းအထွင်ဖောက်သွားပါတယ်မိသားစုအမွေဆက်ခံမဲ့စည်ရင်းထဲမှာနောက်ထပ်ရှိနေသူကတော့စတီဗင်ဖြစ်ပါတယ်သူကဘာသာရေးဆရာတစ်ယောက်ဖြစ်ပြီးဖျားသခင်အတွက်ဆိုတဲ့အကြောင်းပြချက်နဲ့လူတွေကိုလှည့်စားကငွေညှစ်တဲ့ဝိညာဉ်ရေးရာပြပွဲတွေကိုပြုလုပ်လို့ရှိပါတယ်သူဟာငွေကြေးခေါ်ဝါချမှုနဲ့နိုင်ငံတစ်ခုမှာတရားစွဲဆိုခံထားရတယ်လို့သူ့ရဲ့စီးပွားရေးမန်နေဂျာဟောင်းကိုလည်းတရားပြန်ဆွဲထားတာကြောင့်ရန်သူတွေအများကြီးရှိနေပါတယ်။တနေ့မှာတော့ဘက်ကက်ဟာသူ့ရဲ့လက်ထောက်နဲ့ဝစ်စုံချင်းလဲဝေပြီးဟောတော့သွားဝေခိုင်းလိုက်ပါတယ်။အဒီနောက်မှာတော့သူကစတီဗင်ရဲ့ပြပွဲကိုတက်ရောက်ပြီးခရစ်ယာန်မဂ္ဂဇင်းတစ်ခုကတည်င်းထောက်တစ်ယောက်အဖြစ်ဟန်ဆောင်ကစတီဗင်ရဲ့ရုံခန်းထဲကိုတွားရောက်တွေ့ဆုံခဲ့ပါတယ်။သူတို့နှစ်ယောက်စကားပြောနေရင်စတီဗင်အကြည့်လွှဲထားတဲ့အချိန်မှာပဲဘက်ကက်ဟာစတီဗင်တောင်းမဲ့အားဖြင့်အချိုရည်တဲ့ကိုတစ်ခုခုခိုးထည့်လိုက်ပါတယ်။ရုတ်တရက်ဆိုလို့စတီဗင်ကကာတာနာတစ်ချေကိုဆွတ်ထုတ်ပြီးဘက်ကက်ရဲ့လေပင်မှာတေကအမှန်တိုင်းပြောဖို့ချိန်ချလိုက်ပါတယ်။ဘက်ကအတုံးပြုတ်ခဲ့တဲ့တင်ထောက်အမြင်လွန်ခဲ့တဲ့လအနေငယ်ကလေးကအနားယူသွားတဲ့လူတစ်ယောက်ရဲ့နာမည်ဖြစ်တာကြောင့်စတီဗင်ကရိပ်မိသွားတာပါ။ဘက်ကဘာမှမသိလို့မျိုးဟန်ဆောင်နေတာကြောင့်စတီဗင်ဟာဒေါ်လာတကြီးနဲ့သူစပွဲပေါ်ကအလှစင်ပစ္စည်းတွေကိုဓာတ်နဲ့ရိုက်ခွဲပစ်လိုက်ပါတယ်။စတီဗင်ကဓာတ်နဲ့ထပ်မံချင်းချောက်လာတဲ့အခါမှာတော့ဘက်ကသူဟာဝမ်းကွဲညီကိုဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်။အဲ့ဒီအခါမှာတော့စတီဗင်ကချက်ချင်းဆိုတော့စိတ်အေးသွားပြီးဘက်ကကိုပြန်လည်တောင်းပန်ပါတယ်။သူ့ကိုအချုံထုတ်ချင်းထုတ်ဖို့စ조사နေတဲ့တခြားတင်းစာတိုင်းတစ်ခုကတင်းထောက်လို့ထင်နေမိတာကြောင့်အခုလိုလုံးမိတာပါလို့ချင်းပြပါတယ်။အဲ့ဒီနောက်စတီဗင်ဟာဘက်ကဆေးခိုးထည့်ထားတဲ့အာတိအချိုရည်ကိုတမုံလောက်ငုံလိုက်ရကနေချက်ချင်းပဲနှလုံးရက်သွားပါတော့တယ်။စတီဗင်ရဲ့ရန်သူတွေညားနေတဲ့အနေအထားကဘက်ကအတွက်တော့သူ့ရဲ့လက်ချက်ဆိုတာဖုံးကွယ်ဖို့ပိုပြီးလွယ်ကူသွားစေပါတယ်။စတီဗင်ကပမာဏအများကြီးတောက်ရင်လူကိုသိစေနိုင်တဲ့အာကစားပြည့်စွက်စာတွေကိုပုံမှန်တောက်သုံးနေသူဖြစ်ကြောင်းပေါ်ပေါက်လာပါတယ်။ဒါကြောင့်ဘက်ကဟာအဲ့ဒီဆွေးတွေကိုပဲသူ့ခွက်ထဲမှာပမာဏတိုးပြီးခိုးထည့်ခဲ့တာပါ။ဖះเจ้าဘက်ကလည်းအချို့ချင်းတွေဖြစ်ပြီးစုံစမ်းစစ်ဆေးခဲ့ရမှာကိုမလိုလားတာကြောင့်စတီဗင်တည်ဆုံးမှုကိုတိတ်တဆိတ်ပဲထားချိခဲ့ကြပါတယ်။ဒီအတော်တွေမှာတော့ဘက်ကဟာရူစတိတ်တတရရစေဖို့အတွက်တငယ်ချင်းတယောက်လိုပဲဆက်လက်တွေ့ဆုံနေခဲ့ပါတယ်။တနေ့မှာတော့ရုစ်ကနိုအာနဲ့ညစာစားပွဲအပြီးမှာလမ်းခွဲဖို့စီစဉ်ထားခဲ့တဲ့အကြောင်းကိုရင်ဖွင့်လာပါတယ်။အခုကလို့နိုအာတိတ်ဆုံးသွားတဲ့အပေါ်1မိနစ်မိတာတတိမရမိတာတဲ့ကြောင့်သူမကိုသူမအပြစ်ချလို့ခံစားနေရတာပါ။ဘက်ကကတော့ဒါဟာတဘာဝကျတဲ့ခံစားချက်မျိုးပါလို့နှစ်သိမ့်ပေးခဲ့ပြီးသူတို့နှစ်ယောက်ဘက်ကရဲ့အိမ်မှာညစာအတူစားဖို့တဘောတူခဲ့ကြပါတယ်။ညနေပိုင်းမှာဘက်ကအိမ်ပြန်လာတဲ့အခါမှာတော့သူ့ရဲ့အခန်းထဲမှာဂျူလီယာကိုမထင်မှန်ပဲရောက်ချိနေတာကိုတွေးလိုက်ရလို့အကြီးအကျယ်တုန်လှုပ်သွားပါတော့တယ်။ဂျူလီယာကသူမရုံခန်းကိုလာတော့ကဘက်ကရဲ့တော့ကိုခိုးယူခဲ့တာဖြစ်ကြောင်းဖွင့်ပြောလိုက်ပြီးဘက်ကသူမရဲ့ဖုန်းတွေအီးမေးလ်တွေကိုလစ်လူရှုထားတဲ့အတွက်ပြစ်တင်စကားဆိုပါတော့တယ်။ဘက်ကသူ့ရဲ့ကိုရေးကိုလာတွေကိုပြောပြဖို့ညှဉ်းဆန်တဲ့အခါမှာတော့ဂျူလီယာကသူ့အနားကိုတိုးကပ်လာပြီးမြှူဆွဲကနမ်းဖို့အထိစ조사လာပါတယ်။အဲ့ဒီအချိန်မှာပဲအင်ချေကလူခေါ်ပဲတဲ့ဖက်ပေါ်လာတာကြောင့်ဘက်ကဟာဂျူလီယာကိုနောက်ဘေးတကားကနေအမြန်နှင်ထုတ်လိုက်ရပါတယ်။ပြီးမှရုစ်နဲ့တွားပြီးမိဖို့ကြောင့်မှပြဿနာတွေတခုဖြစ်သွားလို့ပါဆိုပြီးအကြောင်းပြကအိမ်မှာမစားပဲအပြင်မှာပဲလိုက်ကြွေးခဲ့ပါတယ်။စားတော့ဆိုင်မှာသူတို့နှစ်ယောက်ပျော်ပျော်ရွှင်ရွှင်အချိန်ကုန်ဆုံးခဲ့ကြပြီးရုစ်ကသူမရဲ့ဘဝရည်မှန်းချက်အကြောင်းတွေကိုပြောပြလာပါတယ်။လူတွေဟာအိမ်မက်ကိုတိတိလေးပဲမှတ်ဖို့တင်ကြားခံထားရတာမဟုတ်ဘူးလို့လည်းဆိုပါတယ်။နောက်တစ်ပတ်ရက်တစ်ပတ်အနေငယ်ကြာမှာတော့ဘက်ကဟာသူ့ရဲ့ဘဝတော်တော်လေးအဆင်ပြေနေပြီဆိုတာကိုတတိထားမိလာပါတယ်။
သူကအလုံးမှလည်းအောင်မြင်နေတယ်လို့လုံးဖော်ကိုင်ဘက်တွေထက်မှလည်းခင်မရတဲ့တငယ်ချင်းတွေအများကြီးရှိနေပါပြီဘက်ကအတွက်အရာအလုံးဟာသူဖြစ်ချင်တဲ့အတိုင်းလမ်းကြောင်းပေါ်မှာရောက်နေတယ်လို့ပါပဲပြီးတော့ Ruth နဲ့လည်းအခြေရေးကတဖြည်းဖြည်းတိုးတက်လာနေပါပြီဒါပေမဲ့အခုအချိန်မှာအားလုံးလက်ချောလိုက်ဖို့ဆိုတာကလည်းနှမျိုးစရာကောင်းတယ်လို့ဖြစ်နေပါတယ်ဂျူလီယာကသူ့စီကိုဖုန်းနဲ့စက်တိုက်ဆက်နေပေမဲ့သူကတော့ဆက်ပြီးလစ်လို့ရှုထားသေးပါအမွေဆက်ခံမဲ့စည်ရင်ကနောက်တစ်ယောက်ကတော့ကက်ဆန်ဒရာပါသူမကနိုင်ငံပေါင်း17နိုင်ငံကခလေး17ယောက်ကိုမွေးစားထားသူအဖြစ်လူသိများပါတယ်တတိယတွေထဲမှာတော့သူမကိုမြစ်တာရှိတဲ့မိခင်တအုပ်အဖြစ်မြင်တွေ့ရပေမဲ့တကယ်တမ်းမှာတော့အင်စီတွေကဒါအလုပ်အားလုံးကိုလုပ်ပေးနေရလို့ဖြစ်ပြီးသူမကိုယ်တိုင်ကတော့ကလေးတွေကိုဂရုမစိုက်ပါဘူးမိသားစုဝင်3ယောက်တိတ်ဆုံးသွားတဲ့တရင်ကိုကြားပြီးတဲ့နောက်မှာတော့သူမရဲ့အိမ်လေးလုံးစလုံးမှာလေးစားလုံးကြုံရေးစနစ်တွေတက်ဆင်ခဲ့ပါတယ်ဒါပေမဲ့အသက်စဉ်အင်ကာနေတိုင်းမှာတော့သူမလုံခြုံရေးမရှိတဲ့စပားဆိုင်တစ်ခုကိုတွားလေးရှိပါတယ်တနေ့မွန်းလွဲပိုင်းမှာတော့ဘက်ကဟာအဲ့ဒီစပားဆိုင်ထဲကိုတိတ်တဆိတ်ခိုးဝင်သွားပြီးဆိုင်ဝင်တန်းတစ်ယောက်အဖြစ်ဟန်ဆောင်နေခဲ့ပါတယ်ဘက်ကရဲ့နောက်ထပ်အစီအစဉ်ကဘာဖြစ်မလဲဆိုတာရင်ခုန်စရာပါပဲဘက်ကကကန်ဆာဒရာကိုအခမဲ့တွားပြူစင်စီမဲ့ဝန်ဆောင်မှုပေးမယ်လို့ကမ်းလှမ်းလိုက်တဲ့အခါသူမကဘာမှမတင်ကပဲစက်ကိုပါးစပ်ထဲထည့်လိုက်ပါတယ်တကယ်တော့ဘက်ကဟာအဲ့ဒီစက်ထဲမှာကာဗာမိုက်ပါအောက်ဆိုက်တွေကိုအစမတန်ထည့်ထားခဲ့တာပါအဲ့ဒီလက်ပစ္စည်းဟာသွားဖြူစေးတွေမှာသုံးတဲ့ပစ္စည်းနဲ့ဆင်တူလွန်းတာကြောင့်ရဲတွေကတော့ကက်ဆန်ဒရာဟာနောက်ဆုံးအကြိမ်ကလေးတွားမွေးစားတော့ကအရေးအသွေးမမီတဲ့အမတ်တစိတ်တစ်ခုကိုဝယ်သုံးခဲ့လို့တိတ်ဆုံးရတာလို့ပဲယူဆသွားကြပါတယ်နောက်ထပ်ပြစ်မှတ်ကတော့အမျိုးသားလေကြောင်းလိုင်းနဲ့အာကာသပြသရဲ့တဝက်ကိုပိုင်ဆိုင်ပြီးလာပေါ်သွားဖို့စီစဉ်နေတဲ့မတ်အကလာပဲဖြစ်ပါတယ်။တည်င်းနောက်တွေကသူ့ရဲ့ဝန်ထမ်းတွေမှာအကျမကြီးအမခံတော်မချီပဲလာပေါ်သွားဖို့ပတ်စံတွေအများကြီးသုံးနေရလားဆိုပြီးဝေဖန်ကြပေမဲ့သူကတော့ဂရုမစိုက်ပါဘူး။ဘက်ကက်ဟာမတ်အာသာရဲ့အာကာသရင်အဖွဲသားတဝက်ဖြစ်ဟန်ဆောင်ကအနားကိုကြည့်ကက်ခဲ့ပြီးမတ်အာသာရဲ့ကော်ဖီတက်ကိုအိတ်ဆေးတွေတိတ်တဆိတ်ခိုးထည့်လိုက်ပါတော့တယ်။ဒီတစ်ခါမှာတော့ဘက်ကက်ကဘလို့နီးလိုက်နဲ့မတော်တဆဖြစ်လို့မျိုးဖန်တီးအောင်မလဲဆိုတာကစိတ်ဝင်စားစရာပဲနော်။မတ်အာသာရဲ့သူ့ရဲ့ကိုပိုင်လေးရင်ကိုမောင်းနေရင်ကော်ဖီတက်ကဆေးအချင်းကြောင့်ထိန်းချုပ်ခလုတ်တွေရှေ့မှာတင်အိပ်ပျော်သွားခဲ့ပါတယ်။အဲ့ဒီနောက်လေယာဉ်ပြတ်ကျသွားပြီးမတ်အာသာလည်းတိတ်ဆုံးသွားခဲ့ပါတယ်။အချိန်ကြာပြီးတဲ့နောက်မှာတော့ဘက်ကဟာအလွန်ခမ်းနားတဲ့တိုက်ခတ်အတစ်တစ်ခုကိုပြောင်းရွှေ့ခဲ့ပါတယ်။သူက Ruth ကိုသူနဲ့အတူလာနေဖို့ကမ်းလှမ်းခဲ့ပြီး Ruth ကလည်းခဏခါတိုးဆုံးနေပြီးနောက်ဆုံးမှာတော့တဘောတူခဲ့ပါတယ်။အမွေဆက်ခံမဲ့စရင်တွေကနောက်တစ်ယောက်ကတော့ဝါရီပဲဖြစ်ပါတယ်။ဒါပေမဲ့ဘက်ကဟာသူ့ရဲ့ဦးလေးအပေါ်တန်ရောစီတွဲလာပြီးအမှန်တကယ်လေးစားစိတ်ပါရှိလာတာကြောင့်ဝါရင်ကိုတက်ဖို့လက်မရဲတော့ပါဘူး။ဒါအပြင်သူကိုယ်တိုင်လည်းအောင်မြင်တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ထားပြီးဖြစ်လို့ချီတာလေးနဲ့ပဲကျေနပ်ပြီးဝန်ခံလိုက်ရုံပဲရှိတယ်လို့ချီတာလေးနဲ့တင်ကျေနပ်နေပြီလို့ဝန်ခံလိုက်ပြီး Ruth နဲ့စီဆက်လိုက်ပါတယ်။ဒီနေ့မနက်မှာတော့ဘက်ကစီကို FBI agent တွေပြန်ရောက်လာပါတယ်။သူတို့ကဘက်ကဟာအမွေဆက်ခံဝင်ရှိတဲ့အလားအချီဆုံးဖြစ်နေပြီလို့အကြောင်းကြားတဲ့အခါမှာတော့ဘက်ကဘာမှမသိလို့နဲ့အကြီးအကျယ်အံ့ဩသွားဟန်ဆောင်လိုက်ပါတယ်ဘက်ကရဲ့အစီအစဉ်ကဒီမှာနေရက်သွားမလားဒါမှမဟုတ်ဝါရင်ကိုချန်ထားခဲ့တာကသူ့အတွက်နောက်ဆက်တွဲပြဿနာတွေဖြစ်လာမလားဆိုတာကစိတ်ဝင်စားစရာကောင်းနေပါပြီနော်အေဂျင့်တွေကစတီဗင်တိတ်ဆုံးတဲ့နေ့မှာသူဘာလုပ်နေလဲလို့မေးတဲ့အခါဘက်ကဟာဟောတော့သွားဝယ်နေတာပါလို့ဖြေလိုက်ပါတယ်။နောက်ပိုင်းမှာအေဂျင့်တွေကလုံခြုံရေးဗီဒီယိုတွေကိုစစ်ဆေးကြည့်တဲ့အခါဘက်ကရဲ့အဝတ်အစားတွေကိုဝတ်ထားတဲ့သူ့ရဲ့ဝန်ထမ်းကိုတွေ့ရပါတယ်။ဗီဒီယိုတွေကလူဟာတကယ်ပဲဘက်ကလားဆိုတာသူတို့မခွဲခြားနိုင်လို့လွန်ခဲ့တဲ့လအနှိမ့်တွေကနေ့တစ်နေ့မှာဟောတော့စားခဲ့တာကိုမမိနေတာကလည်းမဖြစ်နိုင်ဘူးလို့သူတို့ယူဆကြပါတယ်။ဒါကြောင့်အေဂျင့်တယောက်ကိုဘက်ကနောက်ကနေထောက်ချောက်ချရခံမှုသူတို့သဘောတူလိုက်ကြပါတယ်။အတက်ကြာတဲ့အခါမှာတော့ဘက်ကက်ယုံကအထွက်သူ့နောက်မှာချိနေတဲ့ဝါရင်ဟာနှလုံးရက်ပြီးရုတ်တရက်လဲကျသွားပါတယ်။ဆေးရုံမှာဘက်ကက်ကဝါရင်ကိုဂရုတစိုက်ပြုစုပေးခဲ့ပါတယ်။ဝါရင်ကသူ့စီကိုလာကြည့်တဲ့သူဆိုလို့ဘက်ကက်တယောက်ပဲချိတယ်လို့ပြောချပါတယ်။ဝါရင်မသေးဆုံးခင်မှာပဲဝါရင်ကသူ့ကိုအလုပ်ဆိုတာတစ်သက်လုံးအနားမှာချိနေမှာမဟုတ်တဲ့အတွက်ကိုချစ်ရတဲ့သူတွေနဲ့ပဲအချိန်ကုန်ဆုံးဖို့နောက်ဆုံးမှအကြံပေးသွားခဲ့ပါတယ်။ဝါရင်ရဲ့ဇာဗနာမှာတော့ဘက်ကက်ဟာအခုဆိုရင်အမွေဆက်ခံမဲ့သူစင်ရင်မှာသူ့ရဲ့အဖိုးတယောက်ပဲကျန်တော့တယ်ဆိုတာကိုတတိပြုမိသွားပါတယ်။ဒီအနေနဲ့ကြတော့ဘက်ကက်ဟာသူ့အဖိုးစီကနေအင်ကြီးကိုလာဖို့ဖိတ်ကြားတဲ့စာတစ်စောင်ရရှိခဲ့ပါတယ်။အဲ့ဒီနေ့ဟာသူ့ရဲ့စစ်ဆက်ပွဲကျင်းပမယ့်နေ့လည်းဖြစ်တာကြောင့် Ruth ကိုဖုန်းဆက်ပြီးအချိန်မီပြန်လာခဲ့မယ်လို့ကတိပေးခဲ့ပါတယ်။ဘက်ကက်သူ့ရဲ့ရုံးခန်းကိုရောက်တဲ့အခါမှာတော့ဂျူလီယာကမမျှော်လင့်ပဲစောင့်ကြုံနေခဲ့ပါတယ်။သူမဟာဘက်ကက်နောက်ကိုလူလွတ်ပြီးရှေ့ရခံခိုင်းထားတာကြောင့်ဘက်ကက်ကျူးလွန်ထားတဲ့ရာဇဝတ်မှုဆိုင်ရာဓာတ်ပုံအထောက်အထားတွေကိုပိုင်ဆိုင်ထားပြီးဖြစ်ကြောင်းဖွင့်ပြောလိုက်ပါတယ်။တေလာယနေ့တေဆုံးတော့ကလည်းဂျူလီယာကတန်တရားဝင်နေခဲ့တာပါ။ဘာလို့လဲဆိုတော့တေလာဟာပရစ်စတန်တက္ကသိုလ်ကိုရေကူးအားကစားပညာသင်ဆုနဲ့တက်ရောက်ခဲ့တဲ့သူဖြစ်လို့ယနေ့တေဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ပါပဲ
ဂျူလီယာကညနေ9 နာရီမတိုင်ခင်ဒေါ်လာ3 သိန်းကိုသူမရဲ့ခင်မွန်းစီပို့ပေးဖို့မပို့ပေးရင်တော့ဒီတပ်ပုံတွေကိုရုစီပို့လိုက်မယ်လို့ချိန်ချောက်ပြောဆိုလိုက်ပါတယ်ဘက်ကတရောအကြက်အသေးကြီးနဲ့ရင်ဆိုင်လိုက်ရပါတယ်သူဘလို့ဆက်လုပ်ရမလဲအခြေအနေတွေကြောင့်စိတ်ပြတ်အားငယ်သွားတဲ့ဘက်ကဟာသူ့ရဲ့အခြေအချို့ကိုရောင်းချဖို့လက်ထောက်ကိုအမိန်ပေးပြီးရုံးကန်ထဲကနေအပြေးအလားထွက်လာခဲ့ပါတယ်သူ့နောက်ကိုစောင့်ကြည့်နေတဲ့ FBI agent တွေကထက်ချက်မကွာလိုက်ပါသွားပါတယ်ခဏကြာမှတော့ဘက်ကဟာဂျူလီယာရဲ့ခင်မွန်လိုင်းရဲ့ရုံးခန်းထဲကိုဝန်ထမ်းချက်ဝင်သွားပါတယ်။လိုင်းရဲ့ဟာပတ်စံပြက်လက်နေတာကြောင့်အရက်ကိုပဲထိုင်တောက်နေတာပါ။ဘက်ကဇပွဲပေါ်ကပစ္စည်းတွေကိုဖယ်ရှားပြီးငွေသားချက်လက်မှတ်တွေကိုရေးပြီးနေ့စဉ်လိုင်းရဲ့ကဘက်ကကိုစီယာတာဘဝကလာပြီးတော့တထင်းကြီးလိုအဟန်ဆောင်နေတယ်လို့နှောင်ပြောင်လိုက်ပါတယ်။ဒါကိုဒေါ်လာမှတ်ထားတဲ့ဘက်ကလိုင်းရဲ့ကိုပါရိုက်လိုက်ပါတယ်။လိုင်းရဲ့ကပြန်ထုတ်ဖို့ကြိုးစားပေမဲ့အရက်မူးနေတာကြောင့်ဘက်ကသူ့ကိုအလွယ်တကူပဲကျန်းပြင်ပေါ်လှည့်ချနိုင်ခဲ့ပါတယ်။လိုင်းရဲ့ဟာကလေးတယောက်လိုကျန်းပြင်ပေါ်မှာချိန်ကြီးတငင်ငိုကြွေးနေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဘက်ကဟာ Red Fellow Agency ကိုထွက်လာခဲ့ပြီးလူစီကိုတော့လူနည်းနည်းနောက်ကျမယ်ဖြစ်ကြောင်းစာပို့ပြီးအသိပေးလိုက်ပါတယ်။ဘက်ကရဲ့အစီအစဉ်တွေကအစိုးကဏ္ဍကိုနှိကပ်လာနေပါပြီ။ဒါမှမဟုတ်ပို့ပြီးချုံထွေးထားအောင်မလားဆိုတာကိုစောင့်ကြည့်ရမှာပါ။ဒါပေမဲ့ဘက်ကပရိုလိုက်ကစားကလူစီရောက်မသွားခဲ့ပါဘူး။ရုစ်တဲရောက်အဲ့ဒါတွေကိုအိတ်ခတ်ပြီးဘာဟီယာရီရုစ်တဲရောက်အဲ့ဒါတွေကိုအိတ်ခတ်ပြီးပစ္စည်းရတွေရှင်းနေတဲ့အချိန်မှာဘက်ကဟာသူ့ရဲ့အဖိုးဖြစ်သူဝိုင်လောနဲ့တွေ့ဆုံနေပါတယ်။ဝိုင်လောကဘက်ကကိုဘလို့ညစ်ပတ်တဲ့နည်းလမ်းတွေတုံးပြီးငွေကြေးလောကမှာအခုလိုအချိန်တိုအတွင်းအောင်မြင်အောင်လုပ်ခဲ့တာလဲလို့မေးခွန်းထုတ်ခဲ့ပါတယ်။ဒါအပြင်ဝိုင်လောကဒီလိုဘဝမျိုးဟာလူကိုအထီးကျန်စေပြီးနောင်တရစေနိုင်တာမျိုးဘက်ကအနေနဲ့တကယ်ပဲဒီလိုနေနိုင်သွားပါမလားလို့လည်းတန်တရားဖြစ်နေပါတယ်။သူကမေရီဟာသူ့ရဲ့အချစ်ဆုံးသမီးဖြစ်ကြောင်းဖွင့်ဟခဲ့ပေမဲ့ဘက်ကဒါဆိုပါလို့သူမကိုမကူညီခဲ့တာလေလို့မေးတဲ့အခါမှာတော့သူကပြန်မပြေခဲ့ပါဘူး။အဲ့ဒီနောက်မှာတော့ဝိုင်လောကမျိုးဆက်အလိုက်လက်စိတ်ကမ်းလာခဲ့တဲ့မိသားစုပိုင်တနက်ကိုထုတ်ပြပါတယ်။သူကကြီးဆိုင်ဖြစ်ပြီးဘက်ကရဲ့လက်ထဲကိုထည့်ပေးလိုက်ကအရာအလုံးကိုအစုံတက်ပေးဖို့တောင်းဆိုပါတယ်။ဘက်ကတနက်နဲ့သူ့အဖိုးကိုအချိန်လိုက်ပေမဲ့တကယ်တမ်းကျတော့သူမပြေရဲခဲ့ပါဘူး။ဘက်ကဟာလူသက်သမားတယောက်ဖြစ်နေပေမဲ့သူ့အပေါ်ကောင်းခဲ့တဲ့ဒါမှမဟုတ်သူ့ရဲ့တွေးသားအရင်းချတွေပေါ်မှာတော့စိတ်ပြော့သွားပုံရပါတယ်။ဒီအခြေအနေကနေဘာဆက်ဖြစ်မလဲဆိုတာတကယ်ကိုရင်ခုန်စရာပါ။တနက်ကဘက်ကလက်ထဲမှာဆိုတော့အဖိုးဖြစ်သူကဘာဆက်လုပ်လဲ။ဒါကြောင့်ဘက်ကဟာအဲ့ဒီနေရာကနေထွက်ခွာဖို့ကြိုးစားပါတယ်။ဒါပေမဲ့အရှိတကားကအပြင်ကနေပိတ်ထားတယ်လို့ဘက်ကဟာလည်းအပြင်ဘက်ကဒါကြောင့်ဘက်ကဟာအဲ့ဒီကနေထွက်ခွာဖို့ကြိုးစားပါတယ်။ဒါပေမဲ့အရှိတကားကအပြင်ကနေပိတ်ထားတယ်လို့လောကလည်းအပြင်ဘက်ကနေပိတ်ဆို့ထားတာကိုတွေ့လိုက်ရပါတယ်။သူကတခြားအခန်းကပြင်းပေါက်တွေကိုလိုက်ကြည့်ပေမဲ့အားလုံးကတတိချာချာပိတ်ထားပါတယ်။ရုတ်တရက်အတန်တစ်ခုကြားလိုက်ရတော့ဘက်ကတကားဖွင့်ကြည့်လိုက်တဲ့အခါသူ့ကိုတနက်နဲ့လှမ်းပစ်နေတဲ့ဝိုင်လောကိုတွေ့ရပါတယ်။သူအမြန်ချောင်းလိုက်ပေမဲ့ကြည်စံကသူ့လက်မောင်းကိုပုတ်တိုက်သွားခဲ့ပါတယ်။တနက်ဖြစ်ချက်ကြောင့်တကားပြက်စီးသွားတဲ့အခါဘက်ကတစ်သားစားတစ်ခုကိုကောက်ကင်ပြီးဝိုင်လောရဲ့ခြေထောက်ကိုပြန်ထိုးလိုက်ပါတယ်။ဘက်ကထွက်ပြေးအခါဝိုင်လောကနောက်ကနေလိုက်ပြရင်အင်တကာအားလုံးကိုပိတ်ထားပြီးပြီလို့ပြောလိုက်ပါတယ်။အပေါ်ထက်ကအခန်းတစ်ခန်းထဲမှာတော့ဘက်ကလေးနဲ့ညာကိုတွေ့တော့ပြီးညာကိုအသင့်ပြင်ထားလိုက်ပါတယ်။ဝိုင်လောရလာတဲ့အချိန်မှာတော့ဘက်ကပြစ်ဖို့စ조사ပေမဲ့ကန်ဆိုးစွာနဲ့လေးခိုင်းကကျိုးသွားခဲ့ပါတယ်။အချိန်တွေကတကယ်ကိုစိုးရိမ်စရာဖြစ်လာပါတယ်။ဘက်ကလက်နက်မဲ့သွားတဲ့အချိန်မှာဝိုင်လောကတနက်နဲ့အနာကိုရောက်လာနေပြီဆိုတော့သူဘယ်လိုလုပ်အောင်ပြေးမလဲ။နောက်ထပ်ကြီးစားတစ်ထောင်ကိုတီလေးချောင်းလိုက်ပြီးရတော့မှတော့ဘက်ကဟာလေးအစ်တစ်တစ်ခိုင်ကိုအညံကောက်ကင်ပြီးပြန်လေတိခတ်လိုက်ပါတော့တယ်။ဒီတစ်ချိန်မှာတော့ညဟာသူ့အဖိုးရဲ့ရင်ဘတ်တက်ကိုအထိမှန်သွားခဲ့ပါတယ်။ဝိုင်လောဟာဒရနဲ့လှုပ်ရှားနေစေဖြစ်တာကြောင့်ဘက်ကဟာဒုတိယမြားတစ်စင်းနဲ့ level ကိုထပ်မံတိခတ်လိုက်ပြီးအပီးတက်ဖြတ်လိုက်ပါတော့တယ်။သူ့ရဲ့နောက်ဆုံးလူတက်မှုကတကယ်တမ်းမှာကိုခုခံကာကွယ်ရင်ဖြစ်သွားရတာကိုဘက်ကတရကကြမရဲ့နောက်ပြောင်မှုတစ်ခုလို့ခံစားလိုက်ရပါတယ်။ရဲဘေးရောက်လာတဲ့အခါမှာတော့သူကဖြစ်ပျက်ခဲ့တဲ့ညကိုအမှန်တိုင်းဖတ်ဆိုခဲ့ပြီး FBI agent တွေကအဝေးကနေစောင့်ကြည့်နေစဉ်မှာပဲဘက်ကအိမ်ပြန်ခွင့်ရရှိခဲ့ပါတယ်။ဘက်ကအိမ်ပြန်ရောက်တဲ့အချိန်မှာတော့အဲ့ဒီအားလုံးပြန်ကုန်ကြပြီဖြစ်ပြီး Bruce ကတော့အတော်လေးကိုစိတ်ဆိုးနေပါတယ်။သူမအပေါ်ဘာတွေဖုန်းခွင့်ထားလဲဆိုတာကိုအမှန်တိုင်းပြောဖို့အတိအကျတောင်းဆိုပါတော့တယ်။ဒါပေမဲ့ဘက်ကကတော့သူ့အဖိုးနဲ့ဖြစ်ပျက်ခဲ့လို့တိုက်ခိုက်မှုအကြောင်းကိုပဲပြောပြခဲ့ပါတယ်။ဘက်ကဟာအမွေအားလုံးကိုရတော့မှဖြစ်ပေမဲ့ Bruce နဲ့သူ့ရဲ့ဆက်ဆံရေးကတော့အရင်လိုပြန်ပြေလဲပါမလား။ပြီးတော့ဂျူလီယာရဲ့အချင်းချမှုကရောဘာဆက်ဖြစ်သွားမလဲဆိုတာစိတ်ဝင်စားစရာပဲနော်။ဒီဇလန်ကဒီမှာပဲပြီးသွားမလား။ဒါမှမဟုတ်နောက်ထပ်အပိုင်းတွေအကြံပေးလာပြ။နောက်ဆုံးမှာတော့ဘက်ကဟာမိသားစုအမွေအားလုံးကိုဆက်ခံခွင့်ရရှိသွားပြီးသူနဲ့ Bruce တို့ကအထက်တန်းစားလောကရဲ့ခမ်းနားတဲ့ပါတီပွဲကြီးတစ်ခုမှာဂုဏ်တည်ရှိလူကြီးလူကောင်းတွေအဖြစ်ကြိုးဆိုခြင်းခံခဲ့ရပါတယ်။
ဘက်ကကတော့ဒီဘဝတစ်တဲ့ဝမ်းသာပီတိဖြစ်နေပေမဲ့ Rose ကတော့စိတ်မသက်မသာဖြစ်နေချပါတယ်ဒါပေမဲ့ကန်ဆူမိုးမောင်ကြကျင်တော့အဲ့ဒီပါတီပွဲကို FBI အဖွဲ့ရုတ်တရက်ရောက်လာပြီးလိုင်းရွယ်ကိုတက်မှုနဲ့ဘက်ကကိုဖမ်းဆီးလိုက်ပါတော့တယ်တကယ်တော့ဘက်ကဟာလူတက်မှုတွေအများကြီးကျူးလွန်ခဲ့တာမှန်ပေမဲ့အခုသူအဖမ်းခံရတဲ့အမှုကတော့သူလုံးဝကျူးလွန်ခြင်းမရှိတဲ့တကူတည်းတော့လူတက်မှုဖြစ်နေပါတယ်သူလိုင်းတဲ့ရုံခန်းတဲ့ကိုဒေါ်လာတကြီးဝင်သွားခဲ့တဲ့လုံခြုံရေးဗီဒီယိုမှတ်တမ်းတွေချိနေတယ်လို့သူစပွဲပေါ်ကပစ္စည်းတွေကိုဖယ်ချားနေတော့ကအကိုင်မိခဲ့တဲ့စာအိမ်ပွင့်ထားပုံမှာလည်းသူ့ရဲ့လက်ဖွင့်ရတွေထင်ရှားနေခဲ့ပါတယ်အဲ့ဒီသားဟာလူတက်လက်နက်ဖြစ်သွားခဲ့တာပါလိုင်းရဲ့နောင်ကစားကိုပထမဆုံးတွေ့ရှိခဲ့သူကဂျူလီယာကတော့ဘက်ကဟာတဘဝလုံးသူမကိုချစ်မြတ်နိုးလာခဲ့တာကိုလို့ဒိညာထွက်ဆိုပြီးဘက်ကကိုအပြစ်ပေးခံရအောင်တက်တဲ့အဖြစ်ပါဝင်ကူညီလိုက်ပါတော့တယ်ဘက်ကတရားသူတကယ်တက်ခဲ့တဲ့လူတွေအတွက်မဟုတ်ပဲမတက်ခဲ့တဲ့လူတရားအတွက်နဲ့ဒီကုန်းချုပ်ရတာဟာတကယ်ကိုခင်မော့စရာကောင်းလာပါတယ်ဇလန်ကတော့ဒီမှာပြီးဆုံးသွားပြီထင်ပါတယ်နော်ဇလန်လေးကတကယ်ကိုရင်ခွန်ဆင်းလို့ချဖို့ကောင်းလို့သင်ခန်းစာလေးရစေပါတယ်ဒါကိုကြားလိုက်ရတဲ့ Rufus တရားရုံးတက်ကနေစိတ်ပြက်လက်ပြက်နဲ့ထွက်ခွာသွားပါတော့တယ်နောက်ဆုံးမှာတော့ဘက်ကဟာအပြစ်ရှိကြောင်းစီရင်ချက်ချခဲ့ရပြီးတေတံအမိန်ချမှတ်ချိန်ခံလိုက်ရပါတော့တယ်တေတံမပေးမီအချိန်လေးမှာပဲဂျူလီယာဟာဘက်ကစီကိုလာရောက်တွေ့ဆုံခဲ့ပါတယ်ဘက်ကကတော့မင်းနဲ့အတူရှိနေရမယ်အစားဒီလိုပဲတေသွားတာကမှပူကောင်းအောင်မယ်လို့သူမကိုခါခါတီးတီးပြောဆိုလိုက်ပါတယ်အဲ့ဒီအချိန်မှာဂျူလီယာကလိုင်းဝဲဟာသူ့ကိုယ်သူတက်တေသွားတာဖြစ်ပြီးနှုတ်ဆက်စာတစ်စောင်းတော့ချန်ထားခဲ့ကြောင်းပြောလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့ဘက်ကဟာယူမတက်ဖြစ်သွားပေမဲ့ဂျူလီယာအဲ့ဒီစာကိုထုတ်ပြန်မှုငင်းဆိုင်ခဲ့ပါတယ်ဘက်ကဟာအသေးအတန်တောင်းမဲ့တူရှိုးတဲ့အခါမှာတော့ဂျူလီယာကသူ့ရဲ့အမွေအားလုံးကိုသူမနာမည်တို့လွှဲပေးမယ်ဆိုရင်ကူညီပေးမယ်လို့ကမ်းလှမ်းခဲ့ပါတယ်သူမဟာထမတော်ခင်မှာသူတို့ကြောက်ကမန်တတိုင်းကိုနှမ်းပြီးနောက်ဆက်သွားခဲ့ပါတယ်အဲ့ဒီနောက်ဘက်ကဟာချင်းတွေကိုခေါ်ပြီးသူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကိုဂျူလီယာစီလွှဲပြောင်းပေးမဲ့စာချုပ်တွေကိုလက်မှတ်ထိုးပေးလိုက်ပြီးဘာသာရေးဆရာတအုပ်ကိုခေါ်ပေးဖို့တောင်းဆိုခဲ့ပါတယ်အခုဒီစုပ်ပန်ချိန်မှာတော့ဘက်ကဟာဘာသာရေးဆရာကိုဂျူလီယာကသူ့ကိုမကြခင်ဒီနေရာကနေကဲထုတ်တော့မှမို့လို့သူစိတ်အေးထားနိုင်ပြီလို့ပြောပြနေပါတယ်ဒါပေမဲ့တကယ်တမ်းမှာတော့ဂျူလီယာကအမွေတွေကိုရားချိတွားပြီးတဲ့နောက်ပိုင်းသူ့ကိုကဲထုတ်ဖို့လုံးဝရည်ရွယ်ချက်မရှိပါဘူးဘက်ကဟာတေတန်စီရင်မဲ့ခုံပေါ်မှာလဲလျောင်းနေရင်ဂျူလီယာပေါ်လာမလားဆိုတာကိုမျှော်လင့်နေစဲမှာပဲအစိတ်ဆေးတွေဟာသူ့ရဲ့တွေးကြောတွေကိုစီးဝင်သွားပါတော့တယ်သူဟာသူတစ်ပါးကိုတက်ခဲ့စဉ်အတိုင်းပဲအခုတော့သူကိုယ်တိုင်လည်းလှည့်စားခဲ့ရပြီးအထီးကျန်စွာနဲ့အသက်ပြောက်သွားရပါတော့တယ်ဇလန်ကတော့တကယ်ကိုတရားမျှတမှုနဲ့ကံကြမ္မာရဲ့ပြန်လည်တုံ့ပြန်မှုကိုဖော်ပြရင်းနဲ့အဆုံးသတ်သွားခဲ့ပါတယ်ဘက်ကအတွက်တော့နိုင်တွေဟာတရင်တစုံတရာမရှိပဲကုတ်ဆုံးနေတာကြောင့်တဖြည်းဖြည်းနဲ့စိုးရိမ်စိတ်တွေမြင့်တက်လာပါတယ်အခြေအနေမဟန်တော့ဘူးလို့ယူဆတဲ့ဘာသာရေးဆရာကဘက်ကကိုနှုတ်ဆက်တဲ့အနေနဲ့တည်ခြင်းတရားအကြောင်းကျမ်းစာပုဒ်တစ်ခုကိုဖတ်ပြဖို့ပြင်ဆင်နေပါတယ်ဒါပေမဲ့ကံကောင်းထောက်ပံ့စွာနဲ့အဆောင်တရားရောက်လာပြီးဘက်ကဟာအခုဆိုရင်လွတ်မြောက်သွားပြီဖြစ်ကြောင်းကြေညာလိုက်တာကြောင့်ဘာသာရေးဆရာရဲ့စာမှတ်တမ်းရန်တန်သွားခဲ့ပါတယ်ရဲတပ်ဖွဲ့ကလည်းလိုင်းပြန်ရှန်ထားခဲ့တဲ့နှုတ်ဆက်စာကိုတည်င်းစာရှင်းလင်းပွဲမှာလူသိရှင်ကြားထုတ်ပြန်လိုက်ပါတယ်ဘက်ကထောင်ထဲကထွက်လာတဲ့အခါမှာတော့ Rose ကသူ့ကိုစောင့်ကြုံနေတာကိုတွေ့လိုက်ရပါတယ်သူမကဘက်ကရဲ့မိခင်စပင်လေးထည့်ထားတဲ့လောကတီလေးကိုသူ့လက်ထဲအနှင်ပြီးဘာစကားမှမပြောဘဲကောင်းမောင်းထပ်သွားပြီးပါတော့တယ်မလန်းမကမ်းမှာတော့ဂျူလီယာကလည်းသူ့ကိုစောင့်နေပါတယ်နောက်ဆုံးမှာတော့ဘက်ကဟာဂျူလီယာနဲ့အတူအင်ဂျီစီကိုလိုက်သွားခဲ့ပါတယ်ဒီဇလန်မှန်ကိုတည်နေတဲ့ဘာသာရေးဆရာကတော့ဝန်ခံချက်ဆိုင်ရာစီးမြင့်စည်းကမ်းတွေကြောင့်ဒီလှုပ်ဝက်ချက်ကိုဘယ်သူမှမပြောဘဲရင်ထဲမှာပဲတင်စီထားရပါတော့မယ်အခုလို့စိတ်ဝင်စားစရာကောင်းတဲ့ဇလန်မျိုးတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့အတွက်တောင်းဆိုအပ်ပါတယ်